Ace ကိုအသေးခံလိုက်ရတယ်လို့တနန်းကမျက်ရည်စားရင်လည်းမေးမြန်းနေခဲ့ပါတယ်မိသားစုထက်တာဝန်ကအရေးကြီးခဲ့ရလားရှေတက်ရဲ့ဘာဟီယိုလဲဆိုပြီးတော့တနန်းကဂပ်ရဲ့မျက်နှာကိုထိုးရင်းနဲ့တခုခုပြန်ပြီးတော့ဖြေဖို့ပြောနေခဲ့ပါတယ်တနန်းထိုးရတော့ပဲဂပ်ဟာငြိမ်ခံနေခဲ့ပြီးတော့ဘာမှပြန်မပြောနိုင်ခဲ့ပါဘူးအဲ့ဒီချိန်မာကီနိုကရက်လိုက်ဖို့တနန်းကိုဝင်တားပါတော့တယ်ကွက်မြက်ခံရအောင်မှာဖြစ်တဲ့မြီးဖြစ်သူတွေရောမြည်နေရပြီးတော့လက်လန်းမီရဲ့နေရာမှာရှိနေရတာနဲ့ကူညီခွင့်မရခဲ့တဲ့ဂပ်ကအခြားလူတွေနဲ့ပို့ပြီးတော့ခံစားနေရမှာပဲလို့မာကီနိုကတနန်းကိုပြောလိုက်ပါတယ်ဒါမဲ့အခုအချိန်မှာခံစားရဆုံးကဂပ်မဟုတ်ပဲနဲ့လူတွေဖြစ်လိုက်မယ်လို့တနန်းကပြန်ပြောလိုက်တော့မာကီနိုလည်းမျက်ရည်တွေဝဲလာပြီးတော့အရင်တုန်းက Ace တို့ကိုနှုတ်ဆက်စကားတွေတင်ပေးခဲ့တဲ့အကြောင်းလေးတွေကိုပြန်တွေးမိသွားခဲ့ပါတယ်လူပီကသူ့ရဲ့အကိုကိုဘယ်လောက်ထိချစ်လဲဆိုတာကိုနားလေရေးလာလို့တဒန်ကထပ်ပြောလိုက်တော့မာကီနိုလည်းအရန်ဝမ်းနေလာပြီးတော့အထဲကိုပြေးဝင်သွားခဲ့ရပါတယ်ဟိုရင်ကမတိတက်ခဲ့ပြီးလက်ဒီချိန်မှာမင်းရလက်ကိုပဲဝိတမ်းရဲ့ရေစက်ကောင်း only သာဒီမဲ့မမရှိတဲ့ငါရမနဲ့တစားပြောင်းလို့သာကြည့်ွယ်သူရဲ့ကျနာရီခုမှပြီးပြီမဲ့မင်းငါရှိမနေခဲ့